ရုရှားပြန်ချက်ဖက်မင်းအွန်လိုင်းကိုကြိုဆိုဖို့စစ်ကောင်စီလက်အောက်ခံနန်စီဒီယန်ဝန်ထမ်းတွေစစ်တပ်လော်ဘီအမှုပညာရှင်တွေစစ်တပ်လက်အောက်ခံအဖွဲ့တွေကိုစစ်ကောင်စီကစင့်ခေါ်ထားပြန်ပြီးနေပြည်တော်လေဆိပ်ကနေလမ်းတစ်လျှောက်စီစီကားကားကြိုဆိုခိုင်းနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့မတ်လ9ရက်နေ့မှာရုရှားခီးစဉ်ကနေနေပြည်တော်ကိုပြန်ရောက်မဲ့အကြမ်းဖက်မင်းအွန်လိုင်းကိုကြိုဆိုရမယ်ဆိုပြီးလက်ရှိစစ်တပ်လော်ဘီအမှုပညာရှင်တွေအစိုးရတွေဟာတာတရုတ်ဆောင်တွေနဲ့ YMBA အပါအဝင်စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေအပြင်စစ်တပ်လက်အောက်ခံနန်စီဒီယန်ဝန်ထမ်းတွေအခြေခံပညာအထက်တန်းကျောင်းတွေကကျောင်းသားကျောင်းသူတွေကိုပါနေပြည်တော်ကိုလာရောက်ဖို့စစ်ကောင်စီကစင့်ခေါ်ထားပြန်နေဆိုပါတယ်အခုတစ်ခါအကြမ်းဖက်မင်းအွန်လိုင်းကိုကြိုဆိုဖို့အတွက်အရင်တစ်ခေါက်ထပ်ပို့ပြီးကြီးကျယ်ခမ်းနားစီကတိုက်မဲ့တဲ့ပုံစံနဲ့အိုးစီဘုံမောင်းတွေနဲ့ပါနေပြည်တော်လေဆိပ်ကနေလမ်းတစ်လျှောက်ကြိုဆိုကြဖို့စစ်ကောင်စီကအကြီးကျယ်ပြင်ဆင်ခိုင်းနေတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်အဲ့ဒီလိုပဲအကြမ်းဖက်မင်းအွန်လိုင်းဟာပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကပဲတရုတ်နိုင်ငံသွားပြီးပြန်လာတုန်းကလည်းသူ့ခီးစဉ်အောင်မြင်တယ်လို့ပြောပြီးသူ့ကိုနေပြည်တော်မှာစစ်တပ်ထောက်ခံတဲ့အမှုပညာရှင်တွေစစ်တပ်လော်ဘီတွေနဲ့စစ်တပ်ထောက်ခံတဲ့သူတွေအပါအဝင်ဗိုလ်ချုပ်တွေကပါအိုးစီဘုံမောင်းနဲ့ကြိုဆိုခဲ့ကြပြီးတဲ့နောက်ဒီဇင်ဘာလအရောက်မှာတော့အာရခတော် AA ကအမ်မျိုးနဲ့သူတို့စစ်တပ်ရဲ့အကြီးဆုံးနမခတိုက်စစ်ဌာနချုပ်ကြီးကိုအပိသက်သိမ်းပိုက်လိုက်ရုံနဲ့မကကချင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာလည်းမြို့တွေဒရက်ဇက်သိမ်းပိုက်ခံလိုက်ရပါသေးတယ်ခင်ဗျာ